State လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာတပ်ထုတွင်းလုပ်သားတစ်ယောက်ဖြစ်ဖို့အမြဲတမ်းအိမ်မက်မက်ခဲ့ပေမဲ့သူကူညီဖို့ကြိုးစားတိုင်းအဖိုးကိုတစ်ယောက်ကသူ့ကိုမောင်းထုတ်ခဲ့ပါတယ်ဆယ်စုနှစ်တွေကြာပြီးနောက် State ဟာတကားလက်ကင်တွေရောင်းတဲ့စိတ်တက်ကြနေတဲ့လူကြီးတစ်ယောက်ဖြစ်လာခဲ့တယ်တနေ့မှာတော့ State ဟာသူ့ရဲ့နေ့လည်စာကြောင့်တပ်ထုတွင်းအလုပ်ကိုချစ်မြတ်နိုးစိတ်ပြန်ပေါ်လာခဲ့ပါတယ်သူဟာငယ်စဉ်ကမြို့ကိုပြန်သွားပြီးအဖိုးအိုကိုရင်ဆိုင်ကတိုက်ခိုက်မှုတွေကိုရှောင်ရင်းနောက်ဆုံးမှာတော့တပ်ထုတွင်းထဲကိုဝင်သွားခဲ့တဲ့ State ဟာနိုင်ပေါင်းများစွာပျော်ပျော်ရွှင်ရွှင်နဲ့တပ်ထုတူးဖော်ခဲ့ပြီးနောက်ဆုံးမှာတော့လှုပ်ဝက်ဆန်းကျဲပြီးတောက်ပနေတဲ့ရှေးဟောင်းပစ္စည်းနှစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီပစ္စည်းတွေကိုသူပူးတွဲလိုက်တဲ့အခါ Overwall လို့ခေါ်တဲ့တခြားကဘာတစ်ခုစီကိုတကားပေါက်ပွင့်သွားခဲ့တဲ့မိနစ်20တိုင်ညမောင်တက်တဲ့ Overwall ကဘာကို State ဟာချက်ချင်းပဲသဘောကျသွားခဲ့တယ်။အရာအလုံးကတုံးကွက်ပုံတံရှိပြီးသူ့စိတ်ကူးတွေကရှိသမျှအရာအလုံးကိုဖန်တီးဖို့အသုံးပြုနိုင်ပါတယ်။တိုးမွေးနဲ့လှုပ်ထားတဲ့အိမ်တလုံးအပါဝင်ပေါ်ဒီကဘာကြီးကနေဘက်မှာလှပပေမဲ့ညဘက်မှာတော့ State ဟာဇွန်ဘီတွေကိုရှောင်ဖို့အိမ်ထဲမှာပဲနေရပါမယ်။တမနက်မှာတော့သူဟာရန်လိုတဲ့ဝင်းပုတ်လွေတစ်ကောင်ကိုတွေ့ခဲ့တယ်။သူ့ကိုအယိုးတစ်ချောင်းကျွေးလိုက်တဲ့အခါဝင်းပုတ်လွေကရင်ပါသွားပြီး State ကသူ့ကိုဒန်းနစ်လို့အမည်ပေးကအိမ်မွေးတရိတ်ဆန်အဖြစ်မွေးစားခဲ့ပါတယ်။ State နဲ့ဒန်းနစ်တို့ဟာနယ်မြေအနှံ့ခီးသွားရင်းအံ့ဩစရာကောင်းတဲ့အဆောက်အအုံပေါင်းစုံကိုတိစောက်ခဲ့ကြပြီးနှစ်တွေအများကြီးကုန်လွန်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာလှုပ်ဝက်ဆန်းကျဲတဲ့ပျက်စီးယိုယွင်းနေတဲ့နေရာတစ်ခုနဲ့တစ်တာတစ်လုံးစီရောက်လာခဲ့ပြီးတစ်တာမှာတုံးကွက်တစ်ခုလိုနေပါတယ်။ State ကအဲ့ဒီတုံးကိုတုံးပြီးပျက်စီးနေတာတွေကိုပြင်ဆင်လိုက်တဲ့အခါတကားပေါက်အသစ်တစ်ခုဖန်တီးမိသွားတယ်။ဒန်းနစ်နဲ့ State တို့ဟာချက်ချင်းပဲအဲ့ဒီတကားကိုဖျက်ကျော်လိုက်ပြီးနာတာကဘာထဲရောက်သွားကြတယ်။ဒီနေရာမှာပျော်ရွှင်မှုဒါမှမဟုတ်ဖန်တီးမှုဆိုတာမရှိပဲပြစ်ကလင်တွေကရွှေကိုပဲအတိညာမဲ့စွာလိုက်ရှာနေကြတာပါသူတို့ရဲ့ခေါင်းဆောင်ကတော့လွှမ်းမိုးချုပ်ကင်မှုလုံးပတ်လုံးစုံကိုလိုက်ရှာနေတဲ့မကောင်းဆိုးဝါးဆုံးမမတ်ကိုစာဖြစ်ပါတယ် State ရဲ့တောက်ပနေတဲ့ရှေးဟောင်းပစ္စည်းကအဲ့ဒီလုံးပတ်လုံးစုံဖြစ်နေလို့သူမက State စီကနေလူယူသွားပြီး Overwall ကဘာကိုထိန်းချုပ်ဖို့အစီအစဉ်တွေစတင်လှုပ်ဆောင်ပါတော့တယ် State နဲ့ Danit တို့ဟာအကျဉ်းခန်းထဲမှာပိတ်လောင်ခံလိုက်ရပေမဲ့ Danit ကအဆောင်စီကနေတော့တွေကိုယူပြီးထွက်ပြေးခဲ့ပါတယ်ပြီးတော့သူတို့ဟာလုံးပတ်လုံးစုံကိုပြန်လည်ရယူခဲ့ပြီး State က Danit ကိုအဲ့ဒီပစ္စည်းယူကတကယ်ကဘာကသူ့အိမ်ကိုတွားခိုင်းခဲ့ပါတယ်ပြစ်ကလင်အချို့က State ကိုပြန်ဖမ်းမိသွားချိန်မှာတခြားပြစ်ကလင်တွေကဒန်းနစ်နောက်ကိုလိုက်ဖမ်းကြတယ်ဒါပေမဲ့ဒီပြစ်ကလင်တွေဟာ Overwall ကဘာထဲကိုရောက်တဲ့အခါဇွန်ဘီတွေအဖြစ်ပြောင်းလဲသွားတာကြောင့်သူတို့နောက်ဆုတ်သွားခဲ့ရတယ်တကားပေါက်ထဲမခုန်ချခင်မှာဒန်းနစ်ဟာသူ့ရဲ့လက်ပတ်ကိုမတော်တဆအောက်မှာခြံထားခဲ့မိတယ်တကယ်ကဘာကိုရောက်တဲ့အခါသူကလုံးပတ်လုံးစုံကိုစတိရဲ့ကတင်အောက်မှာဝတ်ထားခဲ့တယ်အဲ့ဒီလုံးပတ်လုံးစုံဟာပြုတ်ကျတဲ့အချိန်မှာနှစ်ပိုင်းကွဲသွားပြီးတကားပေါက်ပိတ်သွားခဲ့တယ်အခုတော့ဒန်းနစ်ဟာဒီကဘာမှာပိတ်မိနေခဲ့ပါပြီနှစ်ပေါင်းများစွာကြာပြီးနောက်အိုင်ဒါဟိုပြည်နယ်ကမြို့ငယ်လေးတစ်မြို့မှာဂါရက်ဟာ retro ပစ္စည်းအယောင်းဆိုင်ဒီဇိုင်းဖွင့်ထားပါတယ်သူဟာ80ခုနှစ်တွေတုန်းကအာကိတ်ဂိမ်းချန်ပီယံဖြစ်ခဲ့ပြီးသူ့ရဲ့လွန်ခဲ့တဲ့အောင်မြင်မှုတွေကိုဘယ်တော့မှလက်မလွတ်ခဲ့ပါဘူးအခုတော့သူ့ဆိုင်ကအဆင်မပြေဖြစ်နေပြီးဆိုင်ကန်းဖယ်ရှားခိုင်းတဲ့တတိပေးစာကိုရရှိခဲ့ပါတယ်ပတ်စံအချို့ရဖို့အသေးအတန်ဖြစ်နေတဲ့ဂါရက်ဟာပြန်ရောင်းလို့ရမယ့်တန်ဖိုးရှိတဲ့အရာတစ်ခုခုကိုရှာတွေ့ဖို့မျှော်လင့်ချက်နဲ့ပစ္စည်းတူလောင်ခန်းလေလံပွဲတစ်ခုကိုတွားခဲ့တဲ့ပစ္စည်းစုဆောင်းမှုတစ်ခုထဲမှာရှားပါတဲ့အာဒါရီ Cosmos ပါဝင်နေမှန်းသူသိလိုက်ရတာကြောင့်အခုလောလောဆယ်ငွေသားလဲလို့မရသေးတဲ့ချက်လက်မှတ်တစ်ခုနဲ့ဒေါ်လာ900ပေးပြီးဝယ်လိုက်ပါတယ်ဒါပေမဲ့သူအာဒါရီတစ်တာကိုနောက်ဆုံးမှဖွင့်လိုက်တဲ့အခါအထဲမှာဘာမှမရှိပဲဗလာဖြစ်နေတာကိုတွေ့လိုက်ရတယ်သူဟာဒေါသတကြီးနဲ့တူလောင်ခန်းကိုဖျက်ဆီးပါတော့တယ်တစ်တာထဲကနေပြုတ်ကျလာတဲ့လုံးပတ်လုံးစုံရဲ့အပိုင်းစားတွေကိုတော့သူတတိမထားမိခဲ့ပါဘူးပိုဆိုးတာကသူအိမ်ပြန်ဖို့ကြိုးစားတဲ့အခါလမ်းလေခေါင်မှာသူ့ကားကပြတ်သွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲမောင်နှမတွေဖြစ်တဲ့နာတာလီနဲ့ဟင်နရီတို့ဟာသူတို့အမေရဲ့တေကာနီးဆန္ဒကြောင့်ဒီမျိုးလေးကိုပြောင်းရွှေ့လာကြပါတယ်သူတို့လမ်းအတိုင်းမောင်းလာစဉ်မှာဂါရက်ကသူ့ကားကိုစိတ်ဆိုးဒေါသထွက်နေတာကိုမြင်ခဲ့ကြတယ်သူတို့မျိုးကိုရောက်တဲ့အခါအိမ်ချမ်းမြေအကျိုးဆောင်ဒုံကသူတို့ကိုအိမ်တော်တွေနဲ့အတူနာတာလီအလုပ်လုပ်ရမယ့်အာလူကျော်စက်ယုံကပေးတဲ့လက်ဆောင်ကိုပေးခဲ့ပါတယ်ဒုံဟာတရိတ်ဆန်လေးတွေကိုကိုင်တွယ်ပုတ်တက်လို့ရမယ့်တရိတ်ဆန်ယုံတစ်ခုဖွင့်ကျင်တဲ့အိမ်မရှိတာကြောင့်သူ့ကားထဲမှာတရိတ်ဆန်တွေကိုတင်ဆောင်ထားလေးရှိပါတယ်။နောက်နေ့မှာတော့နာတာလီကဟင်နီကျောင်းမှာတငယ်ချင်းတွေရစေဖို့မျှော်လင့်ချက်နဲ့သူတို့အမေရဲ့လက်ရဖြစ်တဲ့ပီဇာကိုဟင်နီကျောင်းယူသွားဖို့လုပ်ပေးခဲ့ပါတယ်။ကျောင်းသွားမဲ့လမ်းမှာဟင်နရီဟာဂါရက်ရဲ့ retro ဆိုင်ကိုမြင်ပြီးမိုက်တီးရဲ့ပစ္စည်းတွေကိုသဘောကျလို့ဝင်ကြည့်ခဲ့တယ်။ဂါရက်ကဒီအခွင့်အရေးကိုတုံးပြီးသူ့ရဲ့လမ်းညွှန်မှုအစီအစဉ်ကိုကြော်ညာခဲ့တယ်။ဒါကြောင့်ဟင်နရီကဘဝအကြံဉာဏ်တောင်းတဲ့အခါဂါရက်ကတင်တန်းကြီးတောင်းပြီးငွေသားအစားပီဇာကိုယူလိုက်ပါတော့တယ်။ဂါရက်ကတိတ်ပြီးအတိတ်ပဲမရှိတဲ့စိတ်ဓာတ်မြင့်တင်ရေးစကားလုံးများစွာကိုပြောခဲ့ပေမဲ့အ ਨੇ ဆုံးတော့အဖွဲလိုက်လှုပ်ဆောင်မှုကအရေးကြီးကြောင်းဟင်နရီကိုတတိပေးခဲ့ပါတယ်။ကျောင်းရောက်တော့ဟင်နရီရဲ့ပထမဆုံးအတန်းကပကြေတန်းဖြစ်ပြီးဆီယာမကကလေးတွေကိုငှက်ပြောသီးနဲ့လိမ္မော်သီးကိုဆွဲခိုင်းပါတယ်။ပုံမှန်အတိုင်းတတ်မဲ့အရာတွေကိုမဆွဲဘဲဟင်နရီကဂျက်ပတ်ကြောပိုးအိတ်တက်ထားတဲ့ငှက်ပြောသီးကိုဆွဲခဲ့တယ်။ဆီယာမကပေးထားတဲ့တာဝန်တိုင်းမလုပ်လို့သူ့ကိုစူပူချိန်မောင်းခဲ့ပြီးအတန်းဖော်တွေကလည်းသူ့စိတ်ကူးတွေကိုလှောင်ပြောင်းခဲ့ကြတယ်။သူတို့မှကြောင့်တက်တည်ပြဖို့ဟင်နရီဟာကျောင်းရဲ့တက်ခွဲခန်းကိုတွားပြီးဂျက်ပတ်ကြောပိုးအိတ်တစ်ခုကိုတိဆောက်ကအယိုးစုတစ်ခုမှာပတ်စည်းလိုက်တယ်ပြီးတော့လူအုပ်ကြီးရှိမှစမ်းတက်မောင်းနှင်ပြခဲ့တယ်။ဂျက်ပတ်ကကောင်းကောင်းပြန်တက်သွားပေမဲ့ပြန်တန်းနေတော့လမ်းလေခေါင်မှာပြက်ကျသွားပြီးနာတာလီအလုပ်လုပ်တဲ့အာလူကျော်စက်ယုံပေါ်ကိုပြုတ်ကျသွားခဲ့တဲ့အမိုးပေါ်ကအာလူရုပ်တုကြီးထိမှန်ပြီးမြစ်ထဲကိုပြုတ်ကျသွားပါတယ်။ကျောင်းအုပ်ကြီးကဒါဟာကျောင်းထုတ်ခံရနိုင်ခြေရှိတယ်လို့ပြောပြီးဟင်နရီရဲ့အုပ်ထိန်းသူကိုတွေ့ဖို့တောင်းဆိုခဲ့တယ်။နာတာလီကိုဖုန်းခေါ်မဲ့အစားဟင်နရီကဂါရက်ကိုဖုန်းခေါ်ပြီးသူ့ဦးလေးဖြစ်ဟန်ဆောင်ပေးရင်ဒေါ်လာ26ပေးမယ်လို့ကမ်းလှမ်းခဲ့တယ်။ဂါရက်ကဟင်နရီကိုလာခေါ်ခဲ့ပြီးကျောင်းအုပ်ကြီးကတော့နာမည်ကျော်အတူအယောင်နဲ့ပရောဘရီလို့ရလို့စိတ်လှုပ်ရှားပြီးကောင်လေးကိုပြန်ခွင့်ပြုလိုက်ပါတယ်။ဆိုင်ရောက်တော့ဟင်နရီဟာသူ့ရဲ့စိတ်ကူးတွေအားလုံးကြရှုံးတာကိုစိတ်ပြက်ပြီးသူ့ရဲ့မှတ်စုစာအုပ်ကိုလွှင့်ပစ်လိုက်တယ်။ပြီးတော့သူကလှုပ်ဝက်ဆန်းကျဲတဲ့ရှေးဟောင်းပစ္စည်းတွေကိုတတိပြုမိသွားပြီးဒါတွေကဘာလို့တာလဲလို့သိကျင်နေခဲ့တယ်။ဂါရက်က
အဲ့ဒီပစ္စည်းတွေနဲ့အတူပါလာတဲ့စာရွက်ကိုဖတ်ကြည့်တဲ့အခါအဲ့ဒီပစ္စည်းတွေကိုဘယ်တော့မှမပူးတွဲသင့်ဘူးလို့ရေးထားပါတယ်ဒါပေမဲ့ဟင်နရီကပူးတွဲလိုက်တာကြောင့်လုံးပတ်အလုံးစုံကစတင်တောက်ပလာပြီးဂါရက်ကစာရွက်ရဲ့တခြားတစ်ဖက်ကိုဖတ်တဲ့အခါမှာတော့အဲ့ဒီလုံးပတ်အလုံးစုံရဲ့ယတနာကိုရှာဖွေတာဟာအလွန်အန္တရာယ်များကြောင်းသတိပေးထားပါတယ်မိနစ်ပိုင်းကြာမှာတော့နာဒါလီဟာဟင်နရီကိုဘယ်မှရှာမတွေ့ပဲဖုန်းလည်းမကင်တာကြောင့်စိတ်ပူပြီးလူးမတက်ဖြစ်နေပါတယ်ဒေါ်ရန်ကစက်ယုံကိစ္စရဲ့နောက်ွယ်မှာဟင်နရီရှိနေကြောင်းပြောပြပြီးဟင်နရီရဲ့ဖုန်းကိုဘလို့ချေရခံရမလဲဆိုတာတင်ပေးခဲ့ကသူဟာဒေတာခံတထုတွင်းထဲမှာရှိနေကြောင်းဖော်ထုတ်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲဂါရက်နဲ့ဟင်နရီတို့ဟာတထုတွင်းထဲကိုဝင်သွားခဲ့ကြပြီးဒန်နစ်ကသူတို့ကိုအဝေးကနေစောင့်ကြည့်နေမှမသိခဲ့ကြပါဘူးနာဒါလီနဲ့ဒေါ်တို့သူတို့နောက်ကိုမမီခင်လေးမှာပဲသူတို့ဟာတောက်ပနေတဲ့တကားပေါက်ကိုရှာတွေ့ခဲ့ကြတယ်အဲ့ဒီနောက်လုံးပတ်လုံးစုံကစွမ်းရည်နှံတစ်ခုနဲ့တကားပေါက်ကိုချိတ်ဆက်လိုက်ပြီးဟင်နရီကိုစတင်ဆွဲငင်မှာတော့တဲ့တခြားသူတွေကသူ့ကိုပြန်ဆွဲဖို့ကြိုးစားပေမဲ့စွမ်းအင်ကပြင်းထန်လွန်းတာကြောင့်ဟင်နရီကိုတကားပေါက်ထဲဆွဲသွင်းသွားခဲ့တယ်မကြခင်မှာပဲကျန်တဲ့အဖွဲ့သားတွေလည်းအိုဘာဝေါ်ကဘာထဲကိုဆွဲသွင်းခံလိုက်ရပြီးလှပတဲ့မြင်ကွင်းကြောင့်အံ့ဩသွားခဲ့ကြတယ်ဂရက်ကပန်းရောင်တိုးတစ်ကောင်ကိုတတိပြုမိပြီးစကားပြောဖို့ကြိုးစားတာကြောင့်တခြားသူတွေလည်းသူ့နောက်ကိုလိုက်သွားခဲ့ကြတယ်နာတာကဘာမှာတော့မကိုစာရဲ့မော်ပညာကလုံးပတ်လုံးစုံပြန်ရောက်လာတာကိုသိရှိသွားပြီးအချင်းကန်းထဲမှာနေခဲ့ရတဲ့စတိတ်ကိုတွားတွေ့ခဲ့တယ်စတိတ်ကိုလုံးပတ်လုံးစုံတွားယူခိုင်းဖို့အတွက်တစ်ကလင်တွေကသူ့ကိုတန်ကြိုးတွေဖြုတ်ပေးလိုက်ပါတယ်စတိတ်ကအဲ့ဒီအခွင့်အရေးကိုတုံးပြီးသူတို့စီကနေဓာတ်တလက်ကိုခိုးယူလိုက်တယ်သူမတိုက်ခိုက်ခင်မှာပဲမကိုစာကဒန်နစ်ရဲ့လက်ပတ်ကိုထုတ်ပြပြီးဝန်ပတ်တွေကိုသူမဖမ်းဆီးထားတယ်လို့ဟန်ဆောင်ခဲ့တယ်စတိတ်ကလုံးပတ်လုံးစုံကိုယူမလာရင်သူမကဒန်နစ်ကိုတက်ပစ်မှာဖြစ်ပါတယ်ဂါရက်ဘက်ကိုပြန်ကြည့်ရင်တော့သူကတိုးနဲ့ဆက်သွယ်ဖို့ကြိုးစားပေမဲ့အဆင်မပြေဖြစ်နေပါတယ်ရုတ်တရက်ညမောင်သွားပြီးပင့်ကူစီးထားတဲ့အကောင်လိုက်အယိုးစုအဖွဲ့ကြီးကမိများတွေနဲ့တိုက်ခိုက်ပါတော့တယ်အဖွဲ့သားတွေဟာချက်ချင်းပဲထွက်ပြေးခဲ့ကြပြီးဂါရက်ကတော့ကျင်းတစ်ခုတည်းပြုတ်ကျကတခြားသူတွေနဲ့ကွဲသွားခဲ့တယ်အယိုးစုတွေကတခြားလူသားတွေနောက်ကိုလိုက်လံအမဲလိုက်ပြီးမြားတွေထပ်ပစ်ဖို့ကြိုးစားပေမဲ့အဲ့ဒီအချိန်မှာပင့်ကူတကောင်ကခုံအုပ်လိုက်တာကြောင့်မြားတွေကပင့်ကူကိုပဲမှန်သွားခဲ့တယ်တောအုပ်ထဲမှာမီးတောက်တွေပြန့်နှံ့သွားချိန်မှာဟင်နရီကတစ်ပင်တပင်ကိုမတော်တဆဝင်တိုက်မိပြီးတစ်ပင်ပင်စီရဲ့အစိပ်ပိုင်းချို့ကတုံးကွက်လေးဖြစ်သွားခဲ့တယ်။အဲ့ဒီတုံးကွက်လေးကိုစစ်ဆေးပြီးနောက်ဟင်နရီကတစ်ပင်ကိုထိုးနှက်ပြီးနောက်ထပ်တုံးတွေရအောင်လုပ်ကာဓာတွေကိုစောက်လုပ်ရည်ပစ္စည်းဖြစ်သုံးလို့ရမှန်းသိသွားခဲ့တယ်။သူဟာချက်ချင်းပဲတုံးတွေကိုထပ်ယူပြီးသူတို့ပုံအောင်နိုင်မဲ့အဆောက်အုံတစ်ခုကိုစတင်ဆင့်စီတိစောက်ပါတော့တယ်။လုံးပတ်အလုံးစုံကိုအပြင်မှာခြံထားခဲ့မိမှန်းတော့သူမသိလိုက်ပါဘူး။တစ်ချိန်တည်းမှာပဲကျင်းထဲမှာတော့ဂါရက်ကစွန့်ပစ်ထားတဲ့ကော်ပြားတစ်ချောင်းကိုရှာတွေ့ပြီးအပေါ်ကနေရိုးစုတွေမြားနဲ့ပစ်နေတော့အသေးတန်တူးဆွနေပါတယ်သူကလိုင်ကောင်းရဲ့အစုံမှာပွင့်လင်းတဲ့နေရာတစ်ခုကိုမြင်ပြီးမြေပြင်ပေါ်ကိုပြန်ခေါ်ဆောင်သွားမဲ့ဒုတိယကျင်းတစ်ခုကိုရှာတွေ့တဲ့အထိရှေ့ကိုဆက်ပြေးခဲ့တဲ့ရုတ်တရက်သူဟာခီးပါးတစ်ကောင်ကြောင့်လက်ဖြတ်သွားပြီးမိမိကိုယ်ကိုခုခံကာကွယ်ဖို့ခီးပါးကိုလက်သီးနဲ့ထိုးလိုက်တယ်ခီးပါးကစက္ကန့်ပိုင်းလောက်တောက်ပလာပြီးနောက်ပောက်ကွဲသွားတာကြောင့်ဂါရက်ဟာကွင်းပြင်တစ်ဖက်စီလွင့်စင်သွားခဲ့တယ်။အဲ့ဒီနောက်မှာတော့အယိုးစုတွေရောဇွန်ဘီတွေပါသူ့နောက်ကိုလိုက်လာကြလို့ဂါရက်ဟာစတင်ထွက်ပြေးပါတော့တယ်။ဒါပေမဲ့လုံးပတ်လုံးစုံကိုကောက်ယူဖို့သူရက်လိုက်ပါတယ်။ကံမကောင်းစွာပဲမြားတစင်းကလုံးပတ်လုံးစုံကိုထိမှန်ပြီးအပိုင်းအစတစ်ခုကွဲထွက်သွားတာကြောင့်တကားပေါက်ပြောက်ကွယ်သွားခဲ့တယ်။ဂါရက်ကကျန်တဲ့အပိုင်းအစကိုကောက်ယူပြီးဟင်နရီရဲ့အဆောက်အုံစီပြေးသွားခဲ့ပေမဲ့အဲ့ဒီမှာတကားမရှိပါဘူး။သူဇွန်ဘီတစ်ကောင်ကိုတိုက်ခိုက်နေတော့မှပဲအမိုးပေါ်မှာနောက်ထပ်တရဝါဆန်းတစ်ခုပေါ်လာပြီးအဖွဲ့သားတွေကအဲ့ဒီအကောင်ကိုတွန်းချပစ်ခဲ့ရတယ်။မကြခင်မှာပဲဇွန်ဘီတွေကဂါရက်ကိုဝိုင်းအောင်လာတာကြောင့်ဟင်နရီကအပေါက်တစ်ခုဖွင့်ပြီးဂါရက်ကိုအထဲသွင်းကပြန်ပိတ်လိုက်ပါတယ်ကံမကောင်းစွာပဲခီးပါးတစ်ကောင်ကအဆောက်အုံနဲ့အရန်နီးကပ်သွားပြီးပောက်ကွဲသွားတာကြောင့်နေရန်ရဲ့အစိပ်ပိုင်းအချို့ပြိုကျသွားခဲ့တဲ့လူအုပ်ကြီးနီးကပ်လာတာကြောင့်အဖွဲ့သားတွေဟာအမိုးပေါ်ကိုပြေးတက်ပြီးထောက်တနေရာမှာရက်နေခဲ့ကြတယ်ရုတ်တရက်ဇွန်ဘီတစ်ကောင်ဟာပစိန်နဲ့ထိုးဆိုင်ခံရပြီးစတိတ်ကအဆောက်အုံပေါ်ကနေလွှင့်ပစ်လိုက်ပါတယ်သူဟာဒီနေရာကိုကယ်တင်ဖို့ရောက်လာတာပါသူ့ရဲ့ပစိန်နဲ့လျင်မြန်တဲ့တိုက်ခိုက်ရေးကွက်တွေကိုတုံးပြီးသူဟာလူအုပ်ကြီးကိုတိုက်ခိုက်ခဲ့ကမိနစ်ပိုင်းအတွင်းအများစုကိုအလွယ်တကူတပ်ပစ်ခဲ့တဲ့နေမင်းကြီးနောက်ဆုံးမှာထွက်ပေါ်လာတဲ့အခါကြန့်ရှိနေတဲ့ရန်သူတွေဟာမိလောင်ပြကျသွားကြတယ်အဲ့ဒီနောက်မှာတော့လုံးပတ်အလုံးစုံရဲ့အစိပ်ပိုင်းနှစ်ခုလုံးမရှိရင်အိမ်ပြန်လို့မရကြောင်းစတိတ်ကရှင်းပြခဲ့တယ်အသစ်တစ်ခုရဖို့တစ်ခုတည်းသောနီလန်ကတော့အလွန်အန္တရာယ်များတဲ့ခရီးစဉ်ဖြစ်တဲ့ဝုတ်လန်ဆန်အိမ်ကိုတွားဖို့ပဲဖြစ်ပါတယ်စတိတ်ကလုံးပတ်လုံးစုံနဲ့သူ့ကိုအခကြေးငွေပေးရင်အိမ်ပြန်နိုင်အောင်ကူညီပေးမယ်လို့ကန့်လန့်ခဲ့ပြီးအဖွဲ့သားတွေကလည်းဒီသဘောတူညီချက်ကိုယူခဲ့ကြတယ်နာတာကဘာမှာတော့မက်ကိုဆာကစတိတ်သူမကိုတစ္ဆာဖောက်လိုက်ပြီလို့တန်တရားဝင်တာကြောင့်စစ်သူကြီးချန်ကတ်ကိုသူ့ရဲ့ကောင်းတွေနောက်ကိုလိုက်ဖို့အမိန့်ပေးခဲ့ပါတယ်သူမကသူ့ကိုနေအောင်အောက်မှာဘေးကင်းကင်းနဲ့လမ်းလျှောက်နိုင်စေမဲ့အထူးဆေးရည်တစ်ခွက်လည်းပေးခဲ့ပါတယ်Overworld ကဘာမှာတော့ state ကအဖွဲ့သားတွေကိုပစ္စည်းကိရိယာတွေရနိုင်ဖို့မိတ်ပို့ကြေးရွာကိုခေါ်သွားခဲ့တယ်သူကဒီနေရာအများစုကိုသူ့ဘာသာတိစောက်ခဲ့တာလို့ထုတ်ဖော်ပြောကြားခဲ့ဒီနေရာတစ်ခုလုံးကိုကာကွယ်ပေးတဲ့တန်ပီလူကြီးနဲ့သူတို့ကိုမိတ်ဆက်ပေးခဲ့တဲ့ state ကသူတို့ကိုချော်ရည်နဲ့ကြက်သားဘယ်လိုချက်ရမလဲဆိုတာပြသခဲ့ပြီး Garrett ကတော့အလွန်ပူပြင်းတဲ့အပိုင်းအစတစ်ခုကိုကိုက်ပြပြီးကြွားလုံးထုတ်ခဲ့တဲ့ Natalie က state ကိုသူတို့မြန်မြန်လုပ်တဲ့နယ်လို့ပြောခဲ့ပေမဲ့ state က Henry ကိုသူ့ရဲ့ဖန်တီးနိုင်စွမ်းကိုစူးစမ်းဖို့အချိန်ပေးရမယ်လို့ယူဆခဲ့တယ်စိတ်ပြက်နေတဲ့ Natalie ကဒါဟာတကယ်ကဘာမှာအတုံးမဝင်ကြောင်းနဲ့ Henry ကိုကြောင်းမှာလူညက်တစ်ယောက်ဖြစ်အောင်ပဲလုပ်တာလို့ထောက်ပြပြီးကန့်ကွက်ခဲ့တယ် Henry ကဒါကိုကြားသွားပြီးဝမ်းနေသွားတာကြောင့်အနီးဆုံးဆိုင်ထဲမှာတွားပုံးနေခဲ့တဲ့ State က Henry နဲ့ Garrett တို့ကိုလက်နက်တွေနဲ့တန်ချက်ကာတွေလိုမျိုးဒီနေရာမှာရနိုင်တဲ့မိုက်တီးတဲ့ပစ္စည်းတွေအားလုံးကိုပြသခဲ့တဲ့ Garrett ကသူတို့ကိုဘယ်နေရာမဆိုချက်ချင်းရောက်သွားစေနိုင်တဲ့ပလဲတစ်လုံးကိုရှာတွေ့ခဲ့ပြီးမတော်တဆအသုံးပြုမိတာကြောင့်တကားဝမှာပေါ်လာခဲ့တယ်နောက်ပြီး State ကသူတို့ကိုဖန်တီးမှုစပွဲကိုဘယ်လိုသုံးရမလဲဆိုတာတင်ပေးခဲ့တယ်သူတို့လိုချင်တဲ့အရာကိုဖန်တီးဖို့ပစ္စည်းတွေကိုတိကျတဲ့ပုံစံတွေတိုင်းထည့်ရမှာဖြစ်ပါတယ် Garrett ကပိုလေးတဲ့နံချက်ဘာရှင်းကိုဖန်တီးခဲ့ပြီး Henry ကတော့ပြစ်လို့ဆက်တစ်ခုကိုဖန်တီးခဲ့တယ် Garrett က State ကိုစာရွက်ပေါ်မှာပါတဲ့ယတနာအကြောင်းမေးခဲ့တယ်
State ကဒီဒေသမှာတပ်ထုတွင်းတွေအများကြီးရှိပေမဲ့အဲ့ဒီနေရာကိုသွားတာဟာစွန့်စားရမယ့်လမ်းလွဲတစ်ခုဖြစ်ကြောင်းရှင်းပြခဲ့တယ်။ Garat ကသူ့ကိုဘာပဲဖြစ်ဖြစ်ခေါ်သွားဖို့မခေါ်သွားရင်လုံးပတ်လုံးစုံကိုမရစေရဘူးလို့ပြောခဲ့တယ်။အဲ့ဒီအချိန်မှာပဲ Changas နဲ့သူ့ရဲ့စစ်သားတွေဟာ Gas လို့ခေါ်တဲ့တရဝါတွေပေါ်မှာပြန်တန်းပြီးရောက်ရှိလာကြတယ်။သူတို့ဟာလမ်းတစ်လျှောက်ကရှိသမျှအရာအလုံးကိုစတင်ဖျက်ဆီးပြီးရွာသားတွေကိုပစ်ခတ်ကြရာထိမှန်ခံရတဲ့ရွာသားတွေဟာကြက်တွေအဖြစ်ပြောင်းလဲကုန်ကြတယ်။ State က Changas ကိုတိုက်ခိုက်ဖို့ပြင်ဆင်ခဲ့ပေမဲ့ Garat ကသူ့ရဲ့ကောင်းဖြစ်ချင်တာကြောင့်သူ့ရဲ့လက်နက်ကိုကြွားလုံးထုတ်ပြရာကနေလမ်းမှာ State ကိုမတော်တဆရိုက်မိပြီးမေးလဲသွားစေခဲ့တယ်။အဲ့ဒီနောက် Changas က Garat ကိုစတင်ရိုက်နှက်ပါတော့တယ်။ Henry ကတော့သူ့ရဲ့ပစ်လွတ်ဆက်နဲ့ပစ်ကလင်တွေကိုနှိမ်နင်းခဲ့တယ်။ဒေါ်နဲ့နာတာလီတို့ဟာစပွဲတစ်ခုနောက်မှာပုံအောင်ပြီးစပွဲကိုကန်ကပစ်ကလင်အချို့ကိုလည်းလဲချခဲ့ကြတယ်။သူတို့ဟာစိုက်ပျိုးရေးသုံးကိရိယာအချို့ကိုကောက်ကင်ပြီးတိုက်ပွဲထဲဝင်ကရန်သူတွေကိုနှိမ်နင်းဖို့စွမ်းဆောင်ရည်ကောင်းကောင်းပြသခဲ့ကြတယ်။ Garat ကတော့အတော်လေးအလွယ်တကူအရိုက်ခံနေရဆဲဖြစ်ပြီး Changas ကသူ့ကိုဖမ်းမိခါနီဆဲမှာပဲတံပီလူးပေါ်လာပြီး Changas ကိုလက်သီးတစ်ချက်ထဲနဲ့လွင့်ထွက်သွားအောင်လုပ်လိုက်ပါတော့တယ်။ Gas တွေကမီးဖွင့်လိုက်တာကြောင့်အခုတော့ကြေးရွာကြီးမီးလောင်နေပါပြီ။ State က Henry နဲ့ Garat တို့ကိုဘေးကင်းရာစီဆွဲခေါ်သွားခဲ့ပြီးနာတာလီကသူတို့နောက်ကိုလိုက်ချင်ပေမဲ့မီးတောက်တွေကလမ်းပိတ်နေပါတယ်။ Don ကသူတို့နောက်မှစံအိမ်မှာပြန်ဆုံနိုင်ကြောင်းပြောခဲ့တယ်။သူတို့၃ယောက်ဟာမြင်မာတဲ့အဆောက်အုံတစ်ခုရဲ့ထိပ်ကိုရောက်သွားခဲ့ကြပြီး State ကသူ့တငယ်ချင်းတွေကိုသူ့ရဲ့နောက်ဆုံးပြန်တန်းရေးဝတ်စုံတစ်ထည်ကိုပေးကပင်လယ်တစ်ဖက်ကတောင်တန်းတွေစီပြန်တန်းဖို့ပြောခဲ့တယ်။ Garat က Henry ကိုတွန်းချလိုက်တာကြောင့်သူဟာမိုင်ပေါင်းများစွာပြုတ်ကျသွားခဲ့တယ်။ဒါပေမဲ့နောက်ဆုံးစက္ကန့်မှာသူဟာပြန်တန်းရေးဝတ်စုံကိုအသက်သွင်းနိုင်ခဲ့ပြီးစတင်ပြန်တန်းသွားခဲ့တယ်။မကြာခင်မှာပဲ Garat ကသူ့နောက်ကလိုက်လာပြီး State က Garat ပေါ်ခုန်တက်ကသူ့ကိုမြင်းတကောင်လိုစီးပြီးသူတို့နဲ့ပူးပေါင်းခဲ့တယ်။ပစ်ကလင်တွေနဲ့ Gas တွေကတောင်တန်းတွေရဲ့အစိပ်ပိုင်းချို့ကိုပျက်စီးစေတဲ့မီးလုံးတွေနဲ့ပစ်ခတ်ရင်းသူတို့နောက်ကိုလိုက်လံမောင်းနှင်ကြတယ်။ပစ်ကလင်တကောင်က Henry ပေါ်ခုန်တက်ပြီးသူ့ကိုပြက်ကျလူနီးပါးဖြစ်စေခဲ့ပေမဲ့သူကပြန်တန်းမှုကိုထိန်းချုပ်ပြီးရှေ့ကိုဆက်သွားနိုင်ခဲ့တယ်။ State က Garat ရဲ့စပင်ကိုတုံးပြီးသူ့ကိုထိန်းချုပ်ခဲ့ကလျင်မြန်တဲ့ကွက်ကွက်လေးတစ်ခုတုံးပြီး Gas တကောင်ကိုပြက်ကျအောင်လုပ်ခဲ့တယ်။ဟော်စီထားတဲ့ပစ်ကလင်အဖွဲ့တစ်ဖွဲ့ကသူတို့စီကိုလှန်တွေနဲ့ပစ်ပေါက်ကြပြီးနှစ်ယောက်ကလူတွေပေါ်အထိခုန်တက်ခဲ့ကြတယ်။ဒါကြောင့် Garat ဟာ State မပြုတ်ကျစေဖို့သူ့ကိုတင်းတင်းကြပ်ကြပ်ဖမ်းထားခဲ့ရတယ်။ Gas ကမီးတွေဆက်ပစ်နေဆဲဖြစ်ပြီးပစ်ကလင်တွေကပိုက်ကွန်နဲ့စောင့်နေတဲ့လမ်းပိတ်ထားတဲ့ကြောက်ဆောင်ထဲမှာအပေါက်တစ်ခုဖြစ်သွားစေခဲ့တယ်။အပေါက်ကတိတ်မကြီးတာကြောင့် Garat နဲ့ State တို့ဟာတင်းတင်းကြပ်ကြပ်ဖတ်ထားကြပြီးပစ်ကလင်တွေသူတို့စီချော်ရည်ပုံးနဲ့မပစ်ခင်လေးမှာပဲအပေါက်ကိုဖျက်ကျော်နိုင်ခဲ့ကြတယ်။တိုက်ခိုက်နေတဲ့ Gas ဟာအဲ့ဒီအစာပိုက်ကွန်ထဲမှာပိတ်မိသွားခဲ့ပါတော့တယ်။ Henry ကမီးရှူးမီးပန်းတစ်ခုကိုတုံးပြီးပစ်ကလင်ကိုတွန်းချလိုက်ကနောက်ဆုံး Gas ရဲ့ပါးစပ်ထဲရောက်သွားစေခဲ့တာကြောင့်အဲ့ဒီအကောင်ပောက်ကွဲသွားခဲ့တယ်။ဒါက Henry ကိုလည်းထိန်းချုပ်မှုလွတ်သွားစေပြီးသူဟာသူ့တငယ်ချင်းတွေကိုဝင်တိုက်မိကသူတို့အားလုံးပြုတ်ကျသွားခဲ့ကြတယ်။ကံကောင်းထောက်မစွာပဲ State မှာမြေပြင်ပေါ်ပစ်ချလိုက်တဲ့ရေပုံးတစ်ပုံးရှိနေတာကြောင့်သူတို့ဘေးကင်းကင်းနဲ့ဆင်းသက်နိုင်မဲ့ရေကန်တစ်ခုဖန်တီးပေးခဲ့တဲ့ကောင်လေးတွေတောအုပ်ထဲဖြတ်တန်းသွားလာနေစဉ်မှာ State ကမက်ကိုစာရဲ့ဇာတ်ကြောင်းကိုပြောပြခဲ့တယ်။သူမဟာကချီတေတယောက်ဖြစ်ဖို့အမြဲတမ်းအိမ်မက်ခဲ့ဘူးပေမဲ့ပစ်ကလင်တွေကသူမရဲ့ပါရမီကိုအတိမတ်မပြုခဲ့ကြပဲသူမရဲ့အဖေကလည်းသူမအတွက်ရှက်ရွံ့ခဲ့ပါတယ်။ဒါကမက်ကိုစာကိုဖန်တီးနိုင်စွမ်းကိုစွန့်ပယ်စေခဲ့ပြီးအခုတော့သူမဟာ Overworld ကဘာကိုဖျက်ဆီးဖို့နေမင်းကြီးကိုမိမ့်ပြစ်မဲ့လုံးပတ်လုံးစုံကိုလိုချင်နေတာပါ။ State ကလုံးပတ်လုံးစုံကိုမက်ကိုစာစီမပေးဘူးလို့ကတိပြုခဲ့ပေမဲ့ဒန်နစ်ကိုကယ်တင်ဖို့အတွက်ဒါကိုအသုံးချဖို့လိုအပ်ပါတယ်။နာတာကဘာမှာတော့မက်ကိုစာက Changas ကိုသူ့ရဲ့ကြာရှုံးမှုအတွက်အော်ဟောက်ကျိန်းမောင်းပြီး Changas ကိုလက်ချက်တစ်ခုတည်းနဲ့အလွယ်တကူတပ်ပစ်လိုက်တဲ့ဟောက်ကြီးကိုလွှတ်လိုက်ပါတယ်။အဲ့ဒီနောက်မက်ကိုစာကလုံးပတ်လုံးစုံကိုတွားယူဖို့သူ့ကိုစေလွှတ်လိုက်ပါတော့တယ်။ကြေးရွာမှာတော့ဒေါ်နဲ့နာတာလီတို့ဟာနောက်ဆုံးလှေပေါ်တက်ဖို့ကြိုးစားပေမဲ့ရွာသားကလှေလော်ပြီးထွက်သွားခဲ့တယ်။နာတာလီကသူ့စီပစ်ပေါက်ဖို့တစ်သားတုံးတစ်ခုကိုတူးဆွဲခဲ့ပေမဲ့လွဲချော်သွားခဲ့တယ်။အခုတော့သူတို့တခြားလမ်းကြောင်းတစ်ခုရှာရပါတော့မယ်။သူတို့တောအုပ်ထဲရောက်တဲ့အခါညမောင်သွားပြီးစိုက်ပျိုးရေးကိရိယာတွေနဲ့ဇွန်ဘီတွေကိုတိုက်ခိုက်နေရတော့လူကြီးတယောက်ရဲ့တောင်ဝတ်တရားတွေဟာဘလောက်တောင်ဆိုးရွားကြောင်းသူတို့ဆွေးနွေးခဲ့ကြတယ်။ရုတ်တရက်သူတို့နောက်မှာဟောက်တန်ပေးနေတဲ့ဝန်ပုတ်တွေတစ်ကောင်ပေါ်လာခဲ့တယ်။ဒါကြောင့်ဒေါန်ကသူ့ကိုအယိုးတစ်ချောင်းကျွေးပြီးမိတ်ဖွဲ့ခဲ့တယ်။ဒါကသူ့ရဲ့လက်ပတ်မှာသူ့နာမည်ပါတဲ့စာတန်းကိုမော်ဆန်ဆန်ပေါ်လာစေခဲ့ပြီးဒါဟာဒန်နစ်ဖြစ်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။ဒေါ်ရန်က State ရဲ့ဇလန်းတွေထဲကနေဒီနာမည်ကိုမှတ်မိသွားပြီးဒန်နစ်ကိုသူတို့စီခေါ်သွားပေးဖို့တောင်းဆိုခဲ့တယ်။တစ်ချိန်တည်းမှာပဲ State ကကောင်လေးတွေကို Redstone တပ်ထုတွင်းတွေထဲကနေလမ်းလွဲတစ်ခုခေါ်သွားခဲ့ပြီးအဲ့ဒီမှာ Garat ကထောင်ချောက်တစ်ခုကိုမတော်တဆနင်းမိသွားတာကြောင့်နေရန်တွေကသူ့စီကိုပြစ်ခတ်မှုတွေစတင်လှုပ်ဆောင်ပါတော့တယ်။ Garat ကပြေးဖို့ကြိုးစားပေမဲ့တုံးတစ်ခုကသူ့ကိုထိမှန်ပြီးလွင့်ထွက်သွားစေခဲ့တယ်။သူ့ကောင်းကလှို့ဝှက်တကားတစ်ခုကိုပွင့်သွားစေတဲ့မောင်းလက်တစ်ခုပေါ်ကျရောက်သွားပြီးစိန်ပုံကြီးတစ်ပုံကိုဖော်ထုတ်လိုက်ပါတယ်။ Garat ကသူ့အိတ်ကက်တွေကိုစိန်တွေနဲ့စတင်ဖြစ်နေတဲ့အခါ Henry ကဒါကိုသူကြိုတင်စီစဉ်ထားမှန်းသိသွားတာကြောင့်စိတ်ဆိုးသွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲ State ကအရန်နံစော်တဲ့အနက်တစ်ခုကိုရရှိခဲ့ပြီးသူတို့အနီးနားမှာဟော့ကြီးပေါ်လာတာကိုကြားလိုက်ရတယ်။သူတို့၃ယောက်ဟာတပ်ထုတွင်းတွန်းလဲပေါ်တက်ဖို့အလူရက်ပြေးကြပြီးတပ်ထုတွင်းထဲကနေအရန်မြန်မောင်းနှင်ခဲ့ကြပေမဲ့နောက်ဆုံးမှာတော့တွန်းလဲကိုစွန့်ရင်ပေးနေတဲ့ Redstone ကုန်သွားတာကြောင့်သူတို့ကိုမှောင်မိုက်တဲ့အခန်းတစ်ခုထဲမှာပိတ်မိသွားစေခဲ့တယ်။ State ကမီးတုပ်တစ်ခုထွန်းလိုက်တဲ့အခါသူတို့ပတ်လည်မှာခီးပါးတွေဝိုင်းနေတာကိုတွေ့လိုက်ရတယ်။ဟော့ကြီးကပိုနီးကပ်လာတာကြောင့် Garat ကတွန်းလဲကို Redstone လမ်းကြောင်းစီတွန်းတင်ဖို့စတင်လှုပ်ဆောင်ပြီး Henry ကခီးပါးတွေကိုရိုက်နှက်ခဲ့တဲ့ပောက်ကွဲနေတဲ့ခီးပါးတွေကြောင့်ဟော့ကြီးကြာဆုံးသွားချိန်မှာတွန်းလဲကတပ်ထုတွင်းထဲကနေထွက်ခွာဖို့အချိန်မီလမ်းကြောင်းပေါ်ရောက်သွားခဲ့တယ်။သူတို့၃ယောက်တောအုပ်ထဲရောက်တာနဲ့ Henry က Garat ရဲ့အတဆန်မှုကိုအပြစ်တင်ပါတော့တယ်။ Garat ကနောက်ဆုံးမှာတော့လူစွမ်းကောင်းလိုဟန်ဆောင်နေတဲ့အမူအရာကိုစွန့်လွတ်လိုက်ပြီးသူဟာလူညက်တယောက်ဖြစ်လို့ကြောက်ရွံ့နေတာဖြစ်ကြောင်းဝန်ခံခဲ့တယ်။ Henry ကသူ့ကိုတနာသွားပြီးသူတို့ပြန်လဲတင့်မြတ်သွားကြတာကြောင့် Garat ကသူ့ကိုလုံးပတ်အလုံးစုံပေးလိုက်ပါတယ်။နောက်ဆုံးမှာသူတို့စံအိမ်ကိုရောက်သွားခဲ့ကြပြီး State ကသူ့တငယ်ချင်းတွေကိုသုံးထပ်စံအိမ်
အိမ်ရဲ့မြေပုံကိုပြသခဲ့တဲ့နေရာတိုင်းမှာစောင့်ကြပ်နေတဲ့အန္တရာယ်ရှိတဲ့ရန်သူတွေရှိနေတာကြောင့်သူတို့အစီအစဉ်တစ်ခုလိုအပ်ပါတယ်။ Garrett နဲ့ State တို့ဟာပထမထပ်မှာရှိနေတဲ့ Vindicator တွေကိုဟာတာတချင်းအချို့တီးမှုတ်ပြီးအာယုံလွှဲထားကြတာကြောင့် Henry ကိုတိတ်တဆိတ်သွားလာခွင့်ရစေခဲ့တယ်။အစပိုင်းမှာတော့သူကအဆောင်အချို့ကိုရှောင်ကွင်းနိုင်ခဲ့ပေမဲ့လေကားစီရောက်တဲ့အခါ Vindicator တွေကသူ့ကိုမြင်သွားပြီးလိုက်ဖမ်းပါတော့တယ်။သူတို့က Henry စီလက်နက်တွေနဲ့ပစ်ပေါက်ကြပြီး Henry ကအခန်းတစ်ခုထဲမှာပုံအောင်ရင်ဒါတွေကိုရှောင်ကွင်းခဲ့ရတယ်။တစ်ချိန်တည်းမှာပဲ Garrett နဲ့ State တို့ဟာဖမ်းဆီးခံလိုက်ရပြီးကွင်းတစ်ခုထဲကိုအထက်ခံလိုက်ရတယ်။ State ကချီနှောင်ခံထားရပြီး Garrett ကတော့ကြက်တကောင်ကိုစီးထားတဲ့ဇွန်ဘီတေးသေးလေးဖြစ်တဲ့သူတို့ရဲ့အကြီးမြတ်ဆုံးစစ်တီတော်ကိုတိုက်ခိုက်ရမှာဖြစ်ပါတယ်။သူတို့ကသေးငယ်ပေမဲ့အရန်တန်မာတာကြောင့်အဖွဲ့လိုက်လှုပ်ဆောင်မှုကိုတုံးပြီး Garrett ကိုထပ်ခါတလဲလဲရိုက်နှက်ခဲ့ကြတယ်။ Garrett ကဇွန်ဘီကိုပြန်ရိုက်ဖို့ကွက်တစ်ခုသုံးနိုင်ခဲ့တာကြောင့်ကောင်လေးကစတင်ငိုယိုပါတော့တယ်။ဒါပေမဲ့သူက Garrett ကိုအလစ်အငိုက်တိုက်ခိုက်ဖို့ဟန်ဆောင်နေတာပါ။ Garrett လဲကျသွားချိန်မှာ State ကသူ့ရဲ့ကြိုးတွေကိုဖယ်ရှားနိုင်ခဲ့ပြီးဇွန်ဘီကိုခေါင်းနဲ့တိုက်ဖို့ခုံအုပ်လိုက်တာကြောင့်သူ့ကိုကွင်းပြင်အပြင်ဘက်စီလွှင့်ပစ်လိုက်နိုင်ခဲ့တယ်။ Henry ဘက်ကိုပြန်ကြည့်ရင်တော့သူကအခန်းထဲကတစ်တာတွေကိုစတင်ရှာဖွေပြီးစိန်ပစိန်တစ်ခုတိဆောက်ဖို့ပစ္စည်းအချို့ကိုအသုံးပြုခဲ့တယ်။ခဏလောက်ရှာဖွေပြီးနောက်သူဟာလုံးပတ်လုံးစုံအတွက်အစားထိုးရှေးဟောင်းပစ္စည်းကိုလည်းရှာတွေ့ခဲ့တယ်။အဲ့ဒီအချိန်မှာပဲအန်တာမန်ပေါ်လာပြီးHenry ကိုသူ့ရဲ့တငယ်ချင်းတွေအားလုံးကသူ့ကိုစော်ကားနေတဲ့ဗီဒီယိုအာရုံတစ်ခုမြင်အောင်လုပ်ကာ Henry ကိုညှို့ယူဖန်ဆားလိုက်ပါတယ်။ Garrett အတူကသူ့ရဲ့မှတ်စုစာအုပ်ကိုမိရှို့လိုက်တဲ့အခါ Henry ကအသိပြန်ဝင်လာပြီးအန်တာမန်ကိုသူ့ရဲ့ပစိန်နဲ့တိုက်ခိုက်ပါတော့တယ်။အဲ့ဒီတတဝါကနေရာရွှေ့ပြောင်းပြီးရှောင်နေပေမဲ့ Henry ကဘယ်တော့မှလက်မလျှော့ပဲနောက်ဆုံးတေဆုံးသွားတဲ့အထိရိုက်နှက်ခဲ့တာကြောင့်ဆုလက်အဖြစ်ပလဲတစ်လုံးကြံရစ်ခဲ့တယ်။အဲ့ဒီနောက် Henry ကကျမ်းပြင်မှာအပေါက်တစ်ခုဖောက်ပြီးကွင်းထဲကိုရောက်အောင်ခုန်ချခဲ့တယ်။တငယ်ချင်း၃ယောက်ဟာဆိုင်ထဲကနေအတူတူထွက်ပြေးခဲ့ကြပေမဲ့မကိုဆာနဲ့သူမရဲ့ဂတ်စစ်တပ်ရဲ့ဝိုင်းဝန်းခြင်းကိုခံလိုက်ရပါတော့တယ်။သူမကသူမရဲ့မော်ပညာကိုသုံးပြီး Henry ရဲ့အိတ်ထဲကလုံးပတ်လုံးစုံကိုယူကာပြန်တန်းထွက်ခွာသွားချိန်မှာပစ်ကလင်တွေကရန်ဘီလူးတွေနဲ့တရားပေါ်ကိုခုန်တက်လာကြတယ်။ Garrett က Henry ကိုဂတ်တကောင်စီပစ်တင်လိုက်တာကြောင့်ပစ်ကလင်တွေပြုတ်ကျကုန်ကြတယ်။အဲ့ဒီနောက် State ကဆလိုင်းတုပ်တစ်ခုကိုချလိုက်ပြီး Henry နဲ့ပူးပေါင်းမှုအဲ့ဒီဘော်ကနေခုန်တက်ခဲ့တယ်။ဒါပေမဲ့ Garrett အဲ့ဒီလိုမလုပ်နိုင်ခင်မှာပဲသူ့ကိုနောက်ထပ်ဂတ်တကောင်ကလမ်းပိတ်လိုက်ပါတယ်။သူက State နဲ့ Henry တို့ကိုသူ့ကိုထားခဲ့ပြီးထွက်သွားဖို့ပြောခဲ့ကရန်သူတွေကိုစတင်တိုက်ခိုက်ခဲ့ပြီးမကြခင်မှာပဲရန်သူတွေကတရားကိုဖောက်ခွဲပစ်လိုက်ကြတယ်။ပောက်ကွဲမှုကဂတ်တွေအားလုံးကိုထိခိုက်ပျက်စီးစေခဲ့ပြီးကောင်လေးတွေလည်းမြေပြင်ပေါ်ကိုပြစ်ကျသွားခဲ့ကြတယ်။အတန်ကြာပြီးနောက် State နိုးလာခဲ့ပြီး Danny ကသူ့မျက်နှာကိုလျက်နေတာကိုတွေ့ရလို့ဝမ်းသာသွားခဲ့တယ်။သူနဲ့ Henry တို့ကိုမှုတ်တဲ့အိမ်လေးတစ်ခုထဲမှာဘေးကင်းအောင်စောင့်ရှောက်ပေးထားတဲ့ဒေါ်နဲ့နာတာလီတို့ကကယ်တင်ခဲ့တာဖြစ်နေပါတယ်။နာတာလီက Henry ကိုသူမပြောခဲ့တဲ့စကားတွေအတွက်တောင်းပန်ခဲ့ပြီးသူတို့ပြန်လည်တင့်မြတ်သွားကြတယ်။တစ်ချိန်တည်းမှာပဲမကိုဆာကလုံးပတ်လုံးစုံကိုနာတာတကားပေါက်ရဲ့ထိပ်မှာတင်လိုက်တာကြောင့်နေမင်းကြီးကိုဖုံးလွှမ်းသွားစေတဲ့လေဆာတန်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အခုတော့ရန်သူတွေအားလုံးလွတ်လွတ်လပ်လပ်သွားလာနိုင်ကြပြီးပစ်ကလင်တွေလည်း Overworld ကဘာတဲကိုလာနိုင်ကြပါပြီ။ကြေးရွာမှာတော့အဖွဲ့သားတွေဟာမှောင်မိုက်မှုကိုမြင်တွေ့ရပြီး Henry ရဲ့အကောင်းဆုံးစိတ်ကူးတွေအားလုံးကိုဖန်တီးပြီးတိုက်ခိုက်ဖို့ပြင်ဆင်ကြပါတော့တယ်။နာတာလီကစိန်သားတစ်လက်ကိုဖန်တီးခဲ့ပြီးဒေါန်ကတော့ပြင်းထန်တဲ့ပောက်ကွဲမှုတစ်ခုနဲ့အယိုးစုအချို့ကိုနှိမ်နှင်းကဝမ်ပလွေတွေကိုပိုးပြီးမိတ်ဖွဲ့ခဲ့တဲ့ပစ်ကလင်တွေသူတို့ရဲ့တိုက်ခိုက်မှုကိုစတင်တဲ့အခါ Henry ကပစ်ကလင်တွေကိုအလွယ်တကူအင်အားချင်းအသာစီးရစေမဲ့တန်ဘီလူအုပ်စုကြီးကိုအသက်သွင်းလိုက်ပါတယ်။တန်ဘီလူကောင်းဆောင်ကမြန်မြန်လှုပ်ရှားနိုင်စေမဲ့အထူးဖက်နှက်တွေတက်ဆင်ထားတာကြောင့်ရန်သူများစွာကိုတပြိုင်နက်တည်းနှိမ်နှင်းနိုင်ခဲ့တဲ့ Henry နဲ့နာတာလီတို့လည်းတိုက်ပွဲထဲဝင်လာတာကြောင့်မန်ကိုဆာကဟော့ကြီးအတစ်တကောင်ကိုဆေလွတ်ဖို့ဆုံးဖြတ်ခဲ့တယ်။တန်ဘီလူကောင်းဆောင်ကဟော့ကြီးကိုတိုက်ခိုက်နေစဉ်မှာ State ကသူ့ရဲ့စိန်တန်ချက်ကကိုဝစ်ဆင်ပြီးမန်ကိုဆာနောက်ကိုလိုက်ခဲ့တယ်။ကံမကောင်းစွာပဲသူကသူ့ရဲ့အဓိကတိုက်ခိုက်မှုကိုလွဲချော်သွားခဲ့ပြီးသူမကသူမရဲ့မော်ပညာနဲ့သူ့ရဲ့တန်ချက်ကကိုဖျက်ဆီးပစ်ခဲ့တယ်။အဲ့ဒီနောက်သူကကြက်ဥအချို့ကိုပစ်ပေါက်လိုက်ရကြက်ကလေးတွေပေါက်လာပြီးသူမကိုကိုက်ခဲကြပါတော့တယ်။တန်ဘီလူကောင်းဆောင်ကဟော့ကြီးရဲ့နှိမ်နှင်းခြင်းကိုခံလိုက်ရတာကြောင့်ကောင်လေးတွေမြန်မြန်လှုပ်ဖို့လိုအပ်နေပါပြီ။ Henry ကပလဲကိုတကားပေါက်ရဲ့ထိပ်စီပစ်လွတ်လိုက်ရအဲ့ဒီနေရာစီသူ့ကိုချက်ချင်းနေရာရွှေ့ပြောင်းပေးလိုက်ပါတယ်။ဟော့ကြီးကနာတာလီကိုတတ်တော့မဲ့အချိန်မှာဒေါန်ကဒန်နစ်အပါဝင်ဟော့ကြီးကိုဆွဲထားဖို့အပေါ်ကိုခုံကြမဲ့ဝမ်ပလွေအုပ်စုကြီးနဲ့အတူရောက်ရှိလာခဲ့တယ်။ဝမ်းထဲစရာကဟော့ကြီးကပိုတန်မာတာကြောင့်သူတို့ကိုတွန်းချပစ်ခဲ့ပြီးတကားပေါက်စီစွမ်းအင်တန်းတစ်ခုပစ်လွတ်လိုက်တာကြောင့် Henry ဟာလုံးပတ်လုံးစုံစီမရောက်ခင်မှာပဲပြုတ်ကျသွားခဲ့ရတယ်။အဲ့ဒီအချိန်မှာပဲ Garrett ကဂတ်တကောင်စီးပြီးပေါ်လာက Henry ကိုနောက်ဆုံးစက္ကန့်မှာကယ်တင်ခဲ့ပါတယ်။အဲ့ဒီနောက် Henry ကလန်တစင်းကိုတုံးပြီးဂတ်ကိုထိုးဆွလိုက်တာကြောင့်တကားပေါက်စီမီးလုံးတွေပစ်ခတ်စေခဲ့တယ်။အဆောက်အုံကြီးစတင်ပြိုကျပျက်စီးသွားပြီးလုံးပတ်လုံးစုံအလုံးလုံးတာရပ်တန့်သွားတာကြောင့်နေမင်းကြီးပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။အလင်းရောင်ကမကောင်းဆိုးဝါးတွေကိုမီးလောင်ကျွမ်းစေခဲ့ပြီးပစ်ကလင်တွေကတော့ဇွန်ဘီတွေဖြစ်ကုန်ကြတယ်။ဟော့ကြီးကလုံးပတ်လုံးစုံကိုကောက်ယူခဲ့ပေမဲ့တန်ဘီလူကောင်းဆောင်ရဲ့အံ့ဩစရာကောင်းတဲ့တိုက်ခိုက်မှုကြောင့်ရုတ်တရက်ရှုံးနိမ့်သွားခဲ့ရတယ်။လုံးပတ်လုံးစုံထပ်မံပြုတ်ကျသွားခဲ့ပြီးဒီတစ်ခါတော့နာတာလီကဖမ်းမိခဲ့ပါတယ်။မကိုဆာမှာဘာစွမ်းအားမှမကျန်တော့တာကြောင့်စတီကသူမကိုအလွယ်တကူနှိမ်နှင်းနိုင်ခဲ့ပေမဲ့သူမကိုတတ်မဲ့အစာဖန်တီးနိုင်စွမ်းနဲ့ဘယ်လိုရှင်တန်ရမလဲဆိုတာတင်ယူနိုင်ဖို့သူမကိုစွန့်ပစ်ထားခဲ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အဖွဲ့သားတွေဟာအိမ်ပြန်ဖို့ပြင်ဆင်ကြပါတော့တယ်။စတီကဒန်နစ်ကိုဒေါ်နဲ့အတူလိုက်သွားဖို့ပြောခဲ့ပြီးသူ့ကိုနှုတ်ဆက်တခြင်းတစ်ပုတ်တီးဆိုပေးခဲ့တဲ့အဖွဲ့သားတွေဟာတကားပေါက်ထဲကွဲပြောက်သွားခဲ့ကြပြီးစတေးကတော့ခိတ္တတုံဆိုင်နေပြီးနောက်တကယ်ကဘာမှာပြန်လဲရှင်တန်ဖို့နောက်ဆုံးမှာတော့သူတို့နောက်ကိုလိုက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။အတန်ကြာပြီးနောက် Garrett ရဲ့ဆိုင်ကတော့တောက်ပနေပါတယ်။အဖွဲ့သားတွေဟာသူတို့ကိုယ်ပိုင်ဗီဒီယိုဂိမ်းတစ်ခုကိုဖန်တီးခဲ့ကြပြီး Garrett နဲ့ State တို့ဟာဆိုင်ကကလေးတွေအတွက်တခြင်းတွေမကြာခဏတီးမှုတ်ပေးလေးရှိပါတယ်။ဒေါ်နဲ့ဒန်နစ်တို့ကတရိတ်ဆိုင်ရုံတစ်ခုဖွင့်လှစ်ခဲ့ကြပြီးနာတာလီကတော့ကိုခံပညာသင်တန်းတွေကိုစတင်သင်ကြားပေးနေပါတယ်။ Henry ကတော့နောက်ဆုံးမှာကောင်းကောင်းအလုပ်လုပ်တဲ့ဂျပက်ကြောပိုးအိတ်တစ်ခုကိုတီးဆောက်နိုင်ခဲ့ပြီးကျောင်းကလူတိုင်းကိုအထင်ကြီးစေခဲ့ပါတယ်။ဒီလိုဗီဒီယိုမျိုးတွေကိုထပ်ကြည့်နိုင်ဖို့အခုပဲ subscribe လုပ်ပြီးအသိပေးချက်တွေကိုဖွင့်ထားလိုက်ပါကြည့်ရှု
ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်